အဲ့ဒီကိုမဲမှာလက်ကြီးလေးဒီထက်ကြည်အောင်မလားဆိုမှရမ်းမေးကြတယ်ဒီပန်ဒါနီလေးတွေကလေဟိုဟာ12ပေါင်ကနေ14ပေါင်ဆိုလားအဲ့လောက်ပဲကြီးနိုင်တယ်နော်အဲ့ထက်မကြီးတော့ဘူးလက်ကြီးကတော့ကြီးအောင်မှာအခုမှသူကဟိုလောက်ပဲရှိသေးတယ်ကျ10ပေါင်9ပေါင်လောက်ပဲရှိအောင်မယ်တင်တယ်အဲ့ထက်တော့ကြီးအောင်နိုင်ကြီးနည်းနည်းလေးကြီးသေးတယ်နည်းနည်းကြီးအောင်မှာသူကအေးဝါရွေးဒီလာလိုက်တာအခုဒါလေးကို2ရက်လောက်ဆိုရင်လက်ကြီး2ရက်လောက်စားလိုက်ရင်ကုန်တော့2ရက်တောင်မဟုတ်တရက်လွတ်ထိုင်အဲ့ဒါကုန်ပြီခါတိုင်းဆိုရင်လေသူ့ကိုကျွန်တော်ကဒီလိုမျိုးလွတ်ထားပြီးတော့မှကျွန်တော်အလုပ်သွားလုပ်တာအမေစီတွေသွားထိုးမြေဥစားတွေသွားဖြောအဲ့လိုလုပ်တာဒါမဲ့အခုကလေမလွတ်ထားရဘူးပျောက်မှအရန်ဆိုးရတယ်အရန်ဆိုးရင်လည်းအခုအဲ့ဒီလေပတ်လေးနော်လေပတ်လေးလေနော်ကျွန်တော်လေပတ်လေးပြန်မဖြုတ်ရဘူးအစတုန်းကဆိုရင်ကျွန်တော်လဲသူဟိုမျိုးညိမှာနော်သူဥမာလွတ်သွားရင်သူဟိုညိဒီညိနဲ့အသက်အန္တရာယ်ဆိုးရင်ရတယ်ဆိုမှကျွန်တော်စဉ်းစားမိအဲကြောင့်ကျွန်တော်မတက်ရဘူးအစတုန်းကဆိုရင်အခုတော့ကျွန်တော်မျက်စိတောက်ထောက်ပြီးတော့မှကိုသူ့ကိုလေပတ်လဲတတ်ထားပြီးတယ်ပြီးတော့မှမျက်စိတောက်ထောက်ပြီးမှကိုကျွန်တော်အစာကျွေးတာပျောက်သွားမှဆိုးတယ်ပျောက်သွားပြန်တော့လေအဲ့ဒီလေပတ်မပတ်ထိုင်းကလက်ကြီးလို့ဘေးထင်မလဲနော်သူများတွေကတတ်စားဖြစ်မှာလေအဲ့လိုမျိုးမုတ်ဆိုးလက်ထဲရောက်သွားမှလည်းအရင်ကြောက်တယ်အဲကြောင့်လေပတ်လည်းမဖြုတ်ရဘူးသူလွတ်လွတ်လပ်လပ်လည်းအမျိုးပြန်မထားရဘူးကျွန်တော်မျက်စိတောက်ထောက်ပြီးတော့မှကြည့်တယ်သူကြည့်ပြီးတော့မှသူအစာနေဝပြီးဆိုရင်ကတော့ကျွန်တော်ပြန်ခေါ်သွားတယ်အလုပ်အားချိန်လွတ်ထားပါတော့ဒီမှာအစာဝပြီးဆိုရင်ကျွန်တော်ကလွတ်ပြန်ခေါ်သွားပြီးတော့မှတရားဝါရွေးတွေပြန်ခုတ်သွားတာပြီးတော့လောင်အိမ်ထဲမှာပြန်ထည့်ထားပေးဒါမှမဟုတ်အခန်းမှာလွတ်ထားပေးလို့လုပ်တာအစားတော့ဘယ်တော့မှမပြတ်ဘူးသူကပါစက်နဲ့ပန်တီလေးကျွန်တော်မစားရချင်တယ်ကျွန်တော်ကမစားရအောင်ဒါပေမဲ့ဒီကောင်ကပုံမှန်မပြတ်ဘူးလက်ကြီးအတွက်ကမပြတ်ဘူးလက်ကြီးအတွက်ကစားတော့ကမပြတ်ဘူးပန်တီကြောင့်မို့သူကရင်နာလေးနော်ပန်တီကြောင့်မို့ကျွန်တော်ကတ်တယ်ဆိုတော့သူပန်တီမစားရဘူးဆိုရင်သူကအမျိုးလူထိုင်သူထပ်ပြေးမှာထွက်ပြေးမုတ်ဆိုးလက်ထဲမှာမိမှာအဲ့ဒါတွေအရန်ကြောက်တယ်အရန်ဆိုးရင်ရတယ်